Vietnam နှစ်ကို Australia တကူပွဲမှာ Vietnam ကစားသမားတွေရဲ့စီလုံးမှုရှိနဲ့တင်းဝက်ကောင်းကောင်းနဲ့ Australia အသင်းကိုဘလို့ကြော်ဖြတ်သွားလဲဆိုတဲ့ကစားပုံကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ခင်ဗျဒီလုံးကတော့ Vietnam ကစားသမားတွေရဲ့တံပြန်တိုက်ဆက်ပြန်လဲစတင်ပုံခန်းစစ်ကစားသမားကဘောလုံးကိုပြန်ရသွားတဲ့အခါမှာကျွန်တော်တို့ရှေ့မှာရှိနေတဲ့တိုက်စစ်ကစားသမားစီကိုဘောလုံးကိုဓာတ်ရိုက်ပေးဖို့မှုလုပ်အဲ့ဒီတိုက်စစ်ကစားသမားနေပြီးတော့မှတစ်ဆင့်ကျွန်တော်တို့တောင်ပံမှာရှိနေတဲ့ကစားသမားကိုပြန်တွဲတယ်တောင်ပံကစားသမားနေပြီးတော့မှကျွန်တော်တို့အဆုံးနောက်တိုက်စစ်မှုစီကိုပြန်လဲပြီးပို့ပြီးတော့ကျွန်တော်တို့အဆုံးသတ်သွားတာဒီလုံးမှာရှေ့ကိုအနှဲငယ်ဆွဲပြီးတော့ကန်ချက်ပြင်းပြင်းနဲ့အဆုံးသတ်မယ်ဆိုရင်ကိုရနိုင်တဲ့အနေအထားဖြစ်ပါတယ်ခင်ဗျဒီကိုကဆိုရင်လည်း Australia အသင်းရဲ့တကယ်ကိုကျွန်တော်တို့အရေးသွေးရှိတဲ့တွင်ကိုပါပေါ့နော်တောင်ပံကစားသမားနေပြီးတော့မှတိုက်စစ်မှုနဲ့တွဲတိုက်စစ်မှုကနေနောက်ခံလူကိုတစ်ချက်ဖိတ်ပြီးတော့ကျွန်တော်တို့အပြင်းကန်သွင်းသွားတာပေါ့နော်တကယ်ကိုလှပတဲ့ဂိုးတကူလို့ပြောလို့ရပါတယ်ခင်ဗျတကယ်လို့အဝေးကင်းနဲ့ကန်သွင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကစားသမားကန်တယ်လို့မျိုးပဲပေါ့နော်ကျွန်တော်ရိုးရိုးချင်းချင်းကန်တာမဟုတ်ဘဲနဲ့နောက်ခံလူမျိုးဖိတ်နာမျိုးတစ်ချက်ရိမ့်နှွဲပြပြီးတော့မှကန်သွင်းတာမျိုးလုပ်လို့ရှိရင်ပို့ပြီးတော့အထိရောက်ပါတယ်ခင်ဗျဒီလုံးမှာဆိုရင်လည်းကျွန်တော်တို့ဘေးနံအသင်းရဲ့တံပြန်တိုက်စစ်ကို Australia အသင်းအနေနဲ့လိုက်လံထိန်းချုပ်ရမှာပင်နတီပေးရလူနီပါဖြစ်စဉ်မျိုးဖြစ်ခဲ့တာအမှန်တည်းဆိုဒီလုံးကပင်နတီပေးတင်တာဒါပေမဲ့တန်ရပါကြည့်ပြီးတော့ပင်နတီမပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျဒီလုံးကတော့ကျွန်တော်တို့ဘေးနံအသင်းရဲ့နောက်ထပ်တစ်ချိန်ပင်နတီရတဲ့အနေအထားပဲဖြစ်ပါတယ်ခင်ဗျရှေ့မှာတလုံးဘာနဲ့ပယ်ဖြတ်ထားတဲ့ခါမှာတော့ဒီလုံးမှာတော့ကျွန်တော်တို့ပင်နတီပေးလိုက်ပြီပေါ့နော်ကျွန်တော်ဘေးနံတဲ့ပင်နတီကိုဘယ်လိုကန်သွင်းလဲဆိုတာကြည့်အောင်ခင်ဗျပွဲချိန်အတွင်းမှာကန်တဲ့ပင်နတီဆိုတာကန်တဲ့လူနဲ့ကိုယ်သမား2ယောက်တည်းမဟုတ်ဘဲနဲ့တသင်းလုံးနဲ့ဆိုင်ပါတယ်ခင်ဗျဘေးနံရဲ့ကျွန်တော်တို့ချီပါကိုမှာဆိုရင်လည်းပင်နတီကနေပြန်ထွက်လာတဲ့နောက်ထပ်ကစားသမားတွေကပပနက်ပဲနှင်းနှင်းမြန်မြန်ဝင်ပြီးတော့ပိတ်သွင်းသွားတာတွေ့ရတယ်ခင်ဗျဒီလုံးမှာဆိုရင်ကျွန်တော်ဘေးနံကစားသမားတွေကတကူကောင်းဆန်ပြီးကန်သွင်းတာမျိုးမလုပ်ဘဲနဲ့ကျွန်တော်တို့ပိုသေးကြတဲ့လူစီကိုထိုးပေးတာမျိုးပြုလုပ်သွားခဲ့တာတွေ့ရပါတယ်ခင်ဗျဒါပိတ်သွင်းတဲ့ကစားသမားအနေငယ်လေးနောက်ကျသွားလို့ဒါကျွန်တော်တကူနစ်နာခဲ့ရတာပေါ့ခင်ဗျကျွန်တော်ဒီကိုမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘေးနံကစားသမားတွေရဲ့ဘယ်လောက်စီးလုံးမှုရှိလဲတယောက်နဲ့တယောက်ဘယ်လောက်နားလည်မှုရှိလဲဘလို့ကန်သွင်းသွားလဲဆိုတဲ့အနေထားပါပဲပြစ်ဒဏ်ဘောကိုကျွန်တော်တို့အသာလေးထိုးပေးလိုက်တယ်ရှေ့ကစားသမားဟပေးလိုက်တယ်နောက်ကစားသမားအရင်နဲ့ပိတ်သွင်းသွားတယ်ဒါကစားသမားတွေရဲ့ကျွန်တော်တို့ကတိုင်ပင်ထားပြီးသားအနေထားတစ်ခုနဲ့ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်ခင်ဗျဒီစဉ်ကတော့ကျွန်တော်တို့ဘီနန်ကစားသမားတွေအနေနဲ့တော့ကိုထက်အင်အားကြီးတဲ့ပြိုင်ဘက်ကိုဘလို့အနိုင်ယူရမလဲဘလို့ကစားကွက်နဲ့ကစားရမလဲဆိုတာပြသသွားတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျတကယ်ကိုတံပြန်တိုက်စစ်တွေကိုကောင်းကောင်းအသုံးချတယ်တေကန်ဘောတွေကိုကောင်းကောင်းအသုံးချတယ်ရလာတဲ့အခွင့်အရေးတွေကိုတကူကောင်းမဆန်ဘဲနဲ့အကျိုးရှိရှိအသုံးချတတ်တဲ့အကျိုးကျေးဇူးကိုဒါဘီနန်သင်ခံစားသွားတာဖြစ်ပါတယ်ခင်ဗျ